လာပါရှင်ဒီနေ့ကတော့ပေါ့နော်အလုတ်တော်စမမဲ့ကောင်မလေးတွေကောင်လေးတွေပေါ့နော်အခုထိုင်းဟိုလာခါစားကောင်လေးတွေကောင်မလေးတွေဆိုလို့ရှိရင်လေထိုင်းစကားမတတ်ဘူးသူတို့ထိုင်းနိုင်ငံမှာဘာတွေဟိုမေးတလဲဟိုပေါ့နော်လှုပ်စမတဲ့ချိန်ကြလို့ရှိရင်စက်ယုံတွေကအဓိကမေးတဲ့ဟာတွေပြောပြမှာပေါ့နော်ဥပမာကိုကသူကမေးမှာပေါ့နာမည်ဆိုလို့ရှိရင်ชื่ออะไรအဲ့လိုမျိုးမေးလို့ရှိရင်နာမည်ကိုမေးတာပေါ့နော်ကိုနာမည်ဘယ်လိုခေါ်လဲလို့မေးတာအဲ့ဒါဆိုလို့ရှိရင်ကိုနာမည်ကိုဖြေပါဒါဆိုလို့ရှိရင်ဟိုနောက်မှာမင်္ဂလိဆိုလို့ရှိရင်ဥပမာဒါဆိုလို့ရှိရင်ဆိုလို့ရှိရင်အီခါယောက်ျားလေးဆိုလို့ရှိရင်လည်းအောင်ဆိုရင်ရှင်လည်းအောင်ပေါ့နော်အောင်ခါအဲ့လိုမျိုးပြန်ဖြေရပါမယ်ရှင်အာယူထားလိုက်နောက်တစ်ခုကပေါ့နော်အာယူထားလိုက်ဆိုလို့ရှိရင်အသက်ဘယ်လောက်ရှိပြီလဲလို့မေးတာပေါ့နော်အသက်ဘယ်လောက်ရှိပြီလဲလို့မေးလို့ရှိရင်ကိုယ့်အသက်ကိုဖြေရမှာပေါ့နော်ဖြေရမှာဆိုလို့ရှိရင်ဟိုတင်းနဲ့3လေးကတော့ကိုကလေ့ကျင့်ထားဖို့လိုတာပေါ့နော်ဥပမာ20ဆိုလို့ရှိရင်20ခါ25ဆိုလို့ရှိရင်20ခါအဲ့လိုမျိုး30ဆိုလို့ရှိရင်30ခါအဲ့လိုမျိုးပြန်ဖြေရပါမယ်ရှင်ဒါဆိုလို့ရှိရင်ပထမကတော့ဟိုကိုနာမည်တွေကိုအသက်တွေမေးလို့ရှိရင်ကိုတော့နည်းနည်းလေးလာထားဖို့လိုတာပေါ့နော်အခုညီမတို့ဟိုဖလားဆောင်ပါလေအဲ့ဒါစက်ရုံတစ်ခုသူများအလုတ်ခေါ်ခိုင်းလို့ပေါ့နော်အလုတ်ခေါ်ခိုင်းလို့ဒီမှာမြန်မာပြည်သားလေးတွေဟိုပါပေါ့နော်ဟိုပြောမတတ်ဘူးမေးမတတ်ဘူးဟိုသူတို့ပြန်မေးတဲ့ခါကြောက်လို့ရှိရင်ကိုကမပြောတတ်မှကြောက်လို့ဒီမှာပြောပြပေးတာပေါ့နော်အဓိကတော့သူကတော့ထိုင်းစကားနဲ့ပပတိုက်ရမယ်လို့ပြောတာပေါ့နော်ဒါထိုင်းစကားနဲ့ပပတိုက်ရတမှသူကယူမှာပေါ့နော်အဲ့ဒါဆိုတော့လေ့ကျင့်လို့ရအောင်ပေါ့နော်ဒါနောက်ပြီးလို့ရှိရင်ဖိနောင်းကီခေါင်အဲ့မျိုးမောင်နှမဘယ်နှစ်ယောက်ရှိလဲတဲ့အဲ့ဒါသူတို့ဆက်ရုံမှာမေးတတ်တဲ့ဟာပေါ့နော်အဲ့ဆိုလို့ရှိရင်ကိုမ2ယောက်ဆိုလဲ2ယောက်3ယောက်ဆိုလဲ3ယောက်ပေါ့နော်အဲ့ဆိုလို့ရှိရင်2ယောက်ဆိုလို့ရှိရင်2ခေါင်ခါ3ယောက်ဆိုလို့ရှိရင်3ခေါင်ခါဥပမာဒါတော့အဓိကတော့တင်းနဲ့3လေးကို30အထိရေခိုင်းတာပေါ့နော်1 1 2 2 3 3 4 4 5ဒါဆိုလို့ရှိရင်6ဆိုလို့ရှိရင်6အဲ့မျိုး9ဆိုလို့ရှိရင်7အဲ့မျိုး10ဆိုလို့ရှိရင်8 9ဆိုလို့ရှိရင်9အဲ့မျိုး10ဆိုလို့ရှိရင်10အဲ့မျိုးပြန်ဖြေရပါမယ်ရှင်အဲ့မှာတင်းနဲ့3လေးကတော့အဓိကပေါ့နော်ဥပမာကိုအသက်မှာလဲကိုဟိုဘယ်လောက်လဲဆိုလို့ရှိရင်20ဆိုလို့ရှိရင်20 30ဆိုလို့ရှိရင်30အဲ့လိုမျိုးတင်းနဲ့တော့မတူတော့ဘူးเนาะဥပမာ35ဆိုလို့ရှိရင်35အဲ့မျိုးဖြေရတာပေါ့နော်25ဆိုလို့ရှိရင်25အဓိကတော့နာမည်နဲ့အသက်ကိုမနမဘယ်နှစ်ယောက်ရှိလဲမိန်းမရှိလားသူမေးတာပေါ့နော်မိန်းမရှိလားဆိုလို့ရှိရင်ဟိုมีแฟนหรือยังအဲ့လိုမျိုးมีယာหรือยังအဲ့လိုမျိုးမေးတာပေါ့နော်ကိုမမရှိဘူးဆိုလို့ရှိရင်လည်းယာไม่มีค่ะအဲ့လိုမျိုးရှိရဆိုလို့ရှိရင်မိแล้วครับအဲ့မျိုးပြန်ဖြေရမှာပေါ့နော်အဲ့လိုမျိုးဖြေပါရှင်အခုညီမတို့ဟိုစက်ရုံမှာပေါ့နော်ဟိုလူခေါ်ခိုင်းတာပေါ့နော်လူခေါ်ခိုင်းတာအဲ့ဒါကြောင့်ဟိုကလေးလေးတွေဟိုလာစမတ်ထားလေလာစမတ်ထားလို့ရှိရင်သူတို့ကထိုင်းစကားမတတ်ဘူးလုံငါကတော့ပြောတာပေါ့နော်စက်ရုံကတော့ပြောတာပေါ့ထိုင်းစကားနည်းနည်းပပရမှယူမယ်လို့ပြောလို့လေအဲ့ဒါသင်ပေးနေတာပါရှင်ကလေးတွေပို့ပေးရမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်